ကဘာပေါ်ကကြောက်စရာအကောင်းဆုံးအရာတွေကတစီတရေရီစီကမဟုတ်ပဲအရာဝတ္ထုတွေစီကလာတယ်လို့ပြောရင်ယုံကြမလားမှန်တစ်ချက်အယုတ်တယုတ်ဂီတတစ်တာတစ်ခုစားရရဲ့နောက်ကွယ်မှာမှောင်မိုက်နေတဲ့အရာတစ်ခုကထင်းချုပ်ထားရဆိုတော့သင်သိပါသလား The Must TV ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီမှာတော့ The Conjuring Universe က6ချားပွဲကောင်းတဲ့ကိစ္စတွေကိုအတွင်းကျကျလေ့လာပြီးပြောပြပေးသွားမှာဖြစ်ပါတယ်နာမည်ဆိုးနဲ့ကြိုးကြပြီးချိန်စာသိနေတဲ့မှန်ကြောက်စရာကောင်းတဲ့6လက်မှုတွေကိုကြုံတွေ့ခဲ့တဲ့ Smith မိသားစုအကြောင်းတွေလည်းပါဝင်ပါတယ်တဘာဝလုံးဖြစ်ရဲ့နာနာဘာဝကိစ္စတွေကိုစုံစမ်းလေ့လာသူအန်နဲ့လော်ရင်တို့ရဲ့အမှုထဲမှာတရေကြောက်ပြီးကျင်းစာသိနေတဲ့အရာဝတ္ထုများကိုဆယ်စုနှစ်များစွာလက်တေးပေါ်ထူးခြားစမ်းကြတဲ့ပစ္စည်းတွေအဖြစ်စုဆောင်းခဲ့ကြပါတယ်ဒီလိုကြောက်စရာကောင်းတဲ့အရာတွေထဲမှာအများပြားကိုကွန်ဂျူရင်ရုပ်ရှင်တွေထဲမှာဖော်ပြပြီးအချို့ကိုတော့ယနေ့ထိပိတ်လောင်ထားဆဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ဒီလိုကြောက်စရာကောင်းဆုံးကျင်းစာသိပစ္စည်းတွေနဲ့အတူမိသားစုတစ်ခုလုံးကြုံတွေ့ခဲ့တဲ့လက်တွေ့ဆန်ဆန်အိမ်မက်ဆိုးတွေကိုရင်ဆိုင်ခဲ့တဲ့ Smith မိသားစုအကြောင်းတွေကိုအတူတူလေ့လာလိုက်အောင်ဒါဆိုရင်တော့ပထမဆုံးကျင်းစာသိနေတဲ့မှန်အကြောင်းကိုစပြောလိုက်ရအောင်နံပါတ်1ကျင်းစာသိမှန်ဒီမှန်အကြောင်းကို The Conjuring ရဲ့ The Last Ride မှာထည့်သွင်းရိုက်ကူးထားပါတယ်။မှန်ရတစ်ခါလေးမှလူတွေကိုခြောက်ချစရာများယူဆောင်လာတတ်ပါတယ်။တချို့ရွေးရယဉ်ကျေးမှုတွေမှာဒီမှန်တွေကကဘာနဲ့ဝိညာဉ်လောကကြားကိုချိတ်ဆက်ထားတဲ့ပေါ်တယ်လို့ယုံကြည်ကြတာတွေရှိပါတယ်။ Warren Family ရဲ့စုဆောင်းမှုတွေမှာကျင်းစာသိမှန်ကလည်းစိတ်နှောက်ယှက်ဖြစ်ဆုံးတဲ့ကြောက်လန့်စရာအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။တချို့အဆိုတွေကဒီမှန်ဟာနမိတ်လက္ခဏာမေးတဲ့နေရာတွေမှာအသုံးပြုကြတယ်လို့ပြောကြပါတယ်။ဒီမှန်ကိုကြာကြာကြည့်မိတဲ့လူက6လန့်ခံရနိုင်ပြီးကြောက်စရာပုံရိပ်တွေကိုမှန်ထဲမှာတွေ့မြင်ရတယ်လို့ဆိုကြပါတယ်။ဒီမှန်ထဲကနေပေါ်လာတဲ့အရာဟာသူတို့ရဲ့ပုံရိပ်မှုပဲအခြားသူတယောက်ကသူတို့ကိုစိုက်ကြည့်နေတဲ့မကောင်းဆိုးဝါးတရေတစီမျက်နှာတွေပဲဖြစ်ပါတယ်။တချို့ကြောင့်လည်းတယောက်တည်းဖြစ်နေတဲ့တော့မှဒီမှန်ကိုကြည့်လိုက်ရင်အခြားအရေးမဲ့တစ်ခုကသူတို့နောက်ကျောမှာလှုပ်ရှားနေတာမျိုးတွေရှိပါတယ်။ဝါရန်တို့ရဲ့ယုံကြည်ချက်အရဒီမှန်ဟာယူရဒလေးတစီကနေဆင်းသက်လာတဲ့စွမ်းရည်တစ်ခုကိုဆွဲယူထားတယ်လို့ဆိုပါတယ်။မကောင်းဆိုးဝါးတွေကဒီမှန်ကိုသူတို့ရဲ့ထွက်ပေါက်အဖြစ်အသုံးပြုပြီးအပြင်လောကကိုထွက်လာတတ်ပါတယ်။သူတို့ရဲ့ပြတိုင်းမှာတော့ဒီမှန်ကိုအမြဲတမ်းပိတ်ဆက်တစ်ခုနဲ့ဖုံးဝထားပါတယ်။ဖုံးဝထားတဲ့အကြောင်းရင်းဟာဒီမှန်ကနေတစင်မဖိတ်ခေါ်တဲ့ဧည့်သည်တွေကမတော်တဆအပြင်လောကတစ်ခုကိုမရောက်ရှိလာစေဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီတိုင်းတွေးကြည့်အောင်အကယ်၍တင်ရမှန်ရှိမှဒီတိုင်းရက်နေကိုပုံရင်မဟုတ်တဲ့အရာတစ်ခုကတင့်ကိုထဲကနေစိုက်ကြည့်နေမယ်ဆိုရင်သင်ဘယ်လိုခံစားရမလဲနံပါတ်2 Annabelle အယုတ်တရေသိကြတာပေါ့လော်ရင်တို့ရဲ့အကြောင်းမဲ့ဖွဲ့စည်းမှုတွေအကြောင်းပြောရင် Annabelle အယုတ်တရေကိုချန်ထားလို့မရပါဘူးဒီ Annabelle ကလည်းသူတို့ရဲ့ပြတဲ့ထဲမှာနာမည်အကြီးဆုံးနဲ့6လမ်းတဲ့အရာတွေတဲကတစ်ခုဖြစ်ပါတယ်ရုပ်ရှင်တွေကဖော်ပြထားတဲ့အယုတ်လေးနဲ့မတူပဲတကယ်စစ် Annabelle ဟာ Raggedy Ann လို့ရိုးစင်းတဲ့အယုတ်ကလေးတစ်ယုတ်ဖြစ်ပါတယ်ဒါပေမဲ့1980ခုနှစ်လောက်မှာအမျိုးသမီးငယ်နှစ်ဦးဟာဒီ Annabelle အယုတ်ရဲ့ထူးဆန်းတာတစ်ခုကိုသတိထားမိခဲ့ကြပါတယ်ဒီ Annabelle ရုပ်ဟာသူတို့ရဲ့တိုက်ခန်းထဲမှာသွားလိုက်လာလိုက်နဲ့ပြီးတော့ထားတဲ့အတိုင်းမဟုတ်ပဲပုံစံပြောင်းသွားတာတွေတခြားခန်းနေတဲ့ကိုသူ့ဘာသာသူရောက်သွားတာတွေစသဖြင့်ကြုံလာရပါတယ်ဒီရုပ်ကနေငါတို့ကိုကူညီပါလို့ရေးထားတာကိုလည်းတွေ့ခဲ့ကြပါတယ်အကြမ်းမြင်စရာတယောက်ကဒီ Annabelle အယုတ်သေးဟာ Annabelle လို့ခေါ်တဲ့ကောင်မလေးရဲ့ဝိညာဉ်ပူးကပ်နေတာဆိုပြီးပြောပူပါတယ်ဒါပေမဲ့ Warren တို့တေချာစုံစမ်းစစ်ဆေးကြည့်တော့ဒီ Annabelle အယုတ်သေးဟာ Annabelle လို့ခေါ်တဲ့ကောင်မလေးရဲ့ဝိညာဉ်လုံးဝမဟုတ်တော့သူတို့တွေ့ရှိခဲ့ပြီးနှဆိုးတစ်ကောင်ဖြစ်တယ်ဆိုတာကိုသိရှိခဲ့ကြပါတယ်ဒီအယုတ်ကပူးကပ်ခံနေရတာမဟုတ်ပဲမကောင်းဆိုးဝါးကဒီအယုတ်ကိုအသုံးချပြီးလူတွေနဲ့နှီးစက်အောင်ချောင်းလက်နေကြတာပဲဖြစ်ပါတယ်အခုကမှတော့ဒီ Annabelle ရုပ်တဲ့ကိုမှန်တကားနဲ့ပိတ်လောင်ထားပြီးလူအများမြင်နိုင်တဲ့ပြရိုက်ထဲမှာတင်စီထားပါတယ်ပြီးတော့ Hollywood နဲ့စီးပိတ်ထားပြီးမဖွင့်ရဆိုတဲ့တတိပေးစာတွေနဲ့ပါပိတ်ထားပါတယ်လော်ရင်တို့ရဲ့ပြောဆိုချက်အရဒီ Annabelle ရုပ်ကိုပြည့်ရပြူးတဲ့သူလောင်ပြောင်တဲ့သူတွေဟာမကြာခဏမတော်တဆဖြစ်ရများနဲ့ကြုံတွေ့ရပြီးအသက်သေဆုံးတဲ့အထိဖြစ်တတ်ကြပါတယ် Number 3 The Crooked Man Music Box နောက်တစ်ခုကတော့ The Conjuring 2 မှာမြင်ရတဲ့ The Area Music Box ပဲဖြစ်ပါတယ်The Crooked Man လို့သိကြတဲ့ဆိုရတဲ့ပုံရိပ်တစ်ခုနဲ့ချိတ်ဆက်ထားပါတယ်ဒီ music box ကထွက်လာတဲ့တန်စင်တွေဟာကြောချမ်းစရာကောင်းအောင်ခြောက်ချားနေတာပဲဖြစ်ပြီးလမ်းမရောက်နေတဲ့အရာတစ်ခုကလမ်းနေတဲ့အတိုင်းဆက်ရှောင်နေပါတယ်ဒီအရာကိုခြောက်ချားစရာတန်စင်တွေနဲ့တွဲလိုက်တဲ့အခါမှာတော့ပိုပြီးကြောက်စရာကောင်းလွန်းလာပါတယ်တချို့သူတွေရဲ့ပြောပုံအရအဲ့ဒီ music box ကိုဖွင့်လိုက်ရင် Crooked Man ဟာပေါ်လာပြီးအရေးထဲကနေထွက်လာကအပြင်ကိုလမ်းဖြည်းဖြည်းချင်းရှောင်နေပါတယ်လော်ရင်တို့ရဲ့ပြောပြချက်အရထို music box ဟာတစ်ခါလေးမကောင်းဆိုးဝါးများကိုဆွဲဆောင်နေတတ်ပါတယ်ဘာလို့ဆိုအဲ့ဒီကနေထွက်လာတဲ့အတန်ဟာထက်နေပြီးအများစုကအခြားအမောင်ဘက်ချက်တစ်ခုကိုခေါ်နေတဲ့အသားစိမ်းတစ်ခုလိုမျိုးဖြစ်ပါတယ်။ The Crooked Man ဟာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအပြစ်ကင်းတဲ့အယုတ်တစ်ခုကဒီလောက်ထိကြောက်ဖို့ကောင်းတဲ့မကောင်းဆိုးဝါးနဲ့ဆက်ဆက်နေလို့တွေးကြည့်နေရတဲ့တကယ်ကိုပဲထိတ်လန့်ကြောက်ကြဖို့ကောင်းပါတယ်။ Number 4 The Shadow Door လော်ရင်တို့ရဲ့ပြတဲ့ထဲမှာရှိတဲ့တခြားထူးဆန်းပြီးကြောက်လန့်နေတဲ့အရာတစ်ခုက The Shadow Door ပဲဖြစ်ပါတယ်။ဒီကြောချမ်းတဲ့အယုတ်ရဲ့အကြီးကတင်ကြောက်စရာမဟုတ်ပဲဒီအယုတ်ရဲ့နောက်ကွယ်ကဇလန်းကပိုပြီးကြောက်စရာကောင်းပါတယ်။တချို့မော်တက်ပညာတွေမှာဒီ Shadow Door ကိုသုံးကြတယ်လို့ယုံကြည်ကြပါတယ်။ဒီအယုတ်ကိုပိုင်ဆိုင်တဲ့သူဟာခြားတယောက်ရဲ့အိမ်မက်ထဲကိုခုန်ကူးသွားနိုင်ပါတယ်။တကယ်လို့ထိုသူကအိမ်နေရင်ထိုအယုတ်ကိုမြင်လိုက်ပါကနှလုံးရက်သွားတဲ့အထိဖြစ်နိုင်ပြီးအိမ်နေရဲ့အသက်ဆုံးသွားတဲ့အခြေအနေထိချောင်းလန့်နိုင်တယ်လို့ဆိုကြပါတယ်။တခါလေဒီအယုတ်ကိုထိရနိုင်တဲ့အသက်ဆုံးစေမဲ့အနေတွေကြုံတွေ့တက်ပြီးလော်ရင်တို့ရဲ့ပြောပြချက်အရထိုအယုတ်ကအမှောင်တစီကဘာမှဖြစ်ပြီးမကောင်းတဲ့စွမ်းရည်အငွေ့သက်တွေကိုယူဆောင်လာတတ်ပါတယ်။နံပါတ်5 Smith Family တို့ရဲ့ချောင်းလန့်ခံရမှုလော်ရင်တို့ရဲ့ကြောက်မက်ဖွယ်ရာကိစ္စရပ်တွေထဲမှာအရာဝတ္ထုပစ္စည်းတွေနဲ့မဟုတ်ပဲမိသားစုတစ်ခုလုံးချောင်းလန့်ခံရတဲ့ကိစ္စရပ်များလည်းရှိပါတယ်။နာမည်ကြီးတဲ့ချောင်းလန့်ခံရတဲ့ကိစ္စတစ်ခုအဖြစ်Pennsylvania က Smith မိသားစုတစ်ခုလုံးကြုံတွေ့ခဲ့တဲ့ကြောက်မက်ဖွယ်ရာဖြစ်ပျက်ပဲဖြစ်ပါတယ်။1980ခုနှစ်အလယ်ကနေ1980နောက်ပိုင်းအထိ Janet တို့အပြင်
သူတို့ရဲ့ကလေးများကအလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ powerful ဖြစ်တဲ့မကောင်းဆိုးဝါးများရဲ့ထိတွေ့ချော်လက်မှုကိုကြုံတွေ့ခဲ့ရပါတယ်။ဒူးဆန်တဲ့အနံဆိုးတွေပရီပေါကပစ္စည်းတွေအလိုလိုလှုပ်ရှားတာတွေအိမ်တွေရဲ့နေရံတွေကကုတ်ချစ်ဆူညံတန်တွေစသဖြင့်ချောင်းလန့်ခံခဲ့ရပါတယ်။ညဘက်ရောက်လာရင်လည်းအရင်မဲကြီးကသူတို့ရှိကိုပေါ်လာတာအဲ့ထက်ပိုဆိုးတာကမိသားစုတစ်ခုလုံးကအကိုက်ခံရတာတွေအကုတ်ခံရတာတွေတွန်းချခံရတာတွေစသဖြင့်ကိုရီးလက်ရောက်ချောင်းလန့်ခံရတဲ့အထိကြုံတွေ့လာခဲ့ရပါတယ်။လော်ရင်းတို့တေချာစုံစမ်းကြည့်တော့ဒီအိမ်ကြီးမှာအလွန်ဆုံးအားရှိတဲ့မကောင်းဆိုးဝါးနတ်ဆိုးတွေတရှိနေတာကိုသိခဲ့ရပါတယ်။ဒီဖြစ်ရပ်ကအလွန်နာမည်ကြီးလာခဲ့ပြီးစာအုပ်တွေရုပ်ရှင်တွေထွက်လာတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒီစမတ်မိသားစုမှာချိန်သာသိပြီး6လန့်တက်တဲ့မှန်အနှစ်ပဲအယုတ်တို့မရှိပေမဲ့ဒီအိမ်ကြီးတစ်ခုလုံးမှာရှိတဲ့မကောင်းဆိုးဝါးတစ်စီကသူတို့ကို6လန့်ကသူတို့တွေက6လန့်ခံအချင်းသားဘဝအဖြစ်ကိုရောက်ရှိခဲ့ကြပါတယ်။အခုပြောပြပေးတော့တဲ့အကြောင်းအရာတွေကလော်ရင်းတို့ရဲ့တချို့ကိစ္စတွေလေးတာဖြစ်ပြီးလော်ရင်းတို့စုဆောင်းမှုတွေကတခြားကြောက်စရာကောင်းတဲ့စီတနစ်အိုက်ဒိုတွေဗူဒိုရုပ်တွေမော်မျက်နှာဖုံးတွေချိန်သာသိမဲ့နောက်ကချိန်သာသိနေတဲ့ကြောက်စရာအကြောင်းတွေလည်းရှိပါသေးတယ်။တကူချင်းစီတိုင်းကမတူညီတဲ့ဇလန်းတွေကိုစီရှိပါတယ်။ဒါလေးကြရင်ဒါတွေဟာပူကတ်ခံရတာတွေတချို့အရာတွေဆိုလူတွေတဲ့အထိ6လန့်ဒုက္ခပေးရမျိုးလည်းရှိကြပါတယ်။ဒီမြေရောက်ခန်းတွေကပြတဲ့မှာရှိတဲ့အရာတိုင်းကိုတော့ခတ်ပိတ်ထားပြီးအားလုံးအတွက်လုံခြုံထိန်းသိမ်းထားပါတယ်။လော်ရင်းတို့ရဲ့ကြောက်လန့်စရာပစ္စည်းတွေစုဆောင်းထားတဲ့ပြတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပြပေးချင်ပါတယ်။လော်ရင်းတို့ပြတဲ့ဟာမကြာခဏကပောက်မှာအဆိုးဝါးဆုံးနေရာဆိုပြီးနာမည်ကြီးပါတယ်။လော်ရင်းတို့မိသားစုဟာဒီပစ္စည်းတွေကိုတင်ထားတာဟာစုတစိတ်တွေအဖြစ်တင်ထားတာမဟုတ်ပဲဒါတွေနဲ့တွဲထားတဲ့မကောင်းဆိုးဝါးတွေကိုထိန်းချုပ်ဖို့နည်းလမ်းတစ်ခုဖြစ်တင်ထားတာပဲဖြစ်ပါတယ်။နောက်ပြီးဘုန်းတော်ကြီးတစ်ပါးဟာလည်းအခန်းတစ်ခုလုံးကိုကောင်းကြီးပြီးအပြည့်သဘောစွမ်းအင်တွေမကောင်းဆိုးဝါးစွမ်းအင်တွေကိုထိန်းချုပ်ဖို့အတွက်ပုံမှန်လာလေးရှိပါတယ်။လော်ရင်းတစ်ခါပြောပူတာကတော့ဘုရားသခင်ကိုမယုံကြည်တဲ့သူတွေအတွက်ဒီပစ္စည်းတွေကတာမန်ထိတ်လန့်စရာဇလန်းတွေပဲဖြစ်ပြီးဘုရားကိုယုံကြည်တဲ့သူတွေအတွက်တော့ဒီပစ္စည်းတွေကလူတွေကိုအန္တရာယ်ပြုစေတဲ့အရာတွေပဲဖြစ်တယ်ဆိုတာနားလည်သွားပါလိမ့်မယ်။ချိန်သာသိနေတဲ့မှန်တစ်ချက်တရေကက်နေတဲ့အယုတ်တစ်ခုနတ်ဆိုးနဲ့ဆိုင်တဲ့ music box တွေကိုကြည့်ခြင်းအပြင်တရေတစီတွေနဲ့မကောင်းဆိုးဝါးဝိညာဉ်တွေဟာအမောင်လောကထဲမှာပဲနေတာမဟုတ်ပဲအရာဝတ္ထုတွေနောက်ကွယ်မှာပုံအောင်နေတာကိုလည်းသတိထားသင့်ပါတယ်။ဒီလိုကြောင့်မပဲကောင်းတဲ့ရှေးအောင်ချိန်သာတဲ့တရေပူကက်နေတဲ့ပစ္စည်းတွေကတခုကိုတိတ်အိမ်မှာမထားချင်ဘူးဆိုရင်ဘယ်တစ်ခုဖြစ်မလဲဆိုတော့ကိုကွန်မန့်မှာရေးသွားပေးပါဦး။ကြောင့်မပဲကောင်းတဲ့တဘာဝလုံးဖြစ်ရတဲ့နဲ့စိတ်ဝင်စားပွဲဇလန်းအကြောင်းအရာတွေကိုဆက်ပြီးနားထောင်ကျင်သေးတယ်ဆိုရင်တော့ channel ကို like and subscribe လုပ်ပေးခဲ့ပါဦး။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်